အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးချင်တာကတော့နောက်တာပါအခုမြင်တွေ့တာတော့ဆောလို့ကျွန်တော်တို့မြန်မာတွေခေါ်လေးရှိတဲ့လေရင်ကွင်းကိုရောက်ခံဒီမြင်ကွင်းလေးဖြစ်ပါတယ်ပတ်ဝန်းကျင်မှာကြည့်လို့ရှိရင်တော့အရန်လာပပြီးတော့မှတက္ကစီအဝါတစ်စီးဟာကျွန်တော်တို့ ਨੇ အပြိုင်သွားနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကားပေါ်ဆင်းနေအမှကျွန်တော်တို့ရှေ့မှာမြင်တွေ့နေရတော့မြန်မာနိုင်ငံကိုပြန်မဲ့ပရာသာဖြစ်ပါတယ်သူလိုက်ပို့တာပါသူရဲ့လေရင်အချိန်ကတနအီခွဲမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ screen ပေါ်မှာ radar flight checking မမြင်ရသေးပါဘူးခင်ဗျာအဲ့ဒါကြောင့်မလို့ရှောက်သွားမယ်ပြောနေနေတွေ့တယ်လားမသိဘူးပြန်ကြည့်ကရုံးလေးနောက်တာပါစော်ကားတာမဟုတ်ပါဘူးကြောပြချင်လို့ပါဟုတ်ပါတယ်ရက်ကီမှာဒီလိုမျိုးစပင်းနဲ့ပတ်သက်ပြီးတော့မှအရန်နာမည်ကြီးပါတယ်စပင်းဆိုင်ကူထုံတို့ဘာတို့ကစားပါတော့ကျွန်တော်တို့ public transportation area တိုင်းမှာအယောင်စုံမျိုးစုံတွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့တွားကြရအောင်ကျွန်တော်တို့အခုတော့တွေ့ရတာတော့ဒါလေရင်ကွင်းထဲမှာပေါ့နော်ရှိနေကြ currency exchange ပေါ့နော်ထုံးစံတိုင်းမှာပဲလေရင်ကွင်းမှာတော့ဘယ်တော့မှငွေမလဲပါနဲ့လို့အပြင်ကပေါက်စိတ်ထက်ကိုနဲနေလို့ပါစဉ်းစားနဲ့ပြောတာနော်အခုလေရင်ကွင်းရဲ့ food ကောက်ကိုသွားမယ်တွေ့ရတာတော့ Burger King Pop Ice ကစားပါနော်ကြီးတယ်ပတ်ရိုက်တယ်ဒါပေမဲ့ကျွန်တော်မစားဖြစ်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဈေးကြီးလို့ပါအဲ့တော့မယုံလို့သူတိုင်းတို့နေရာအောင်မှဖြူနဲ့စခွင်ကိုတစ်ချက်ကြည့်လိုက်တယ်ဈေးများပိုနေမလားပေါ့နော်ထောက်ကြည့်တယ်မလေးသူရင်ဆိုလို့ကြည့်ပါဦးပေါင်ကြီးကားပြီးတော့ကြည့်ရတယ်မထူပါဘူးအဲ့ဒါနဲ့ဈေးမထူပါဘူးဆိုပြီးတော့မှ public smoking area ကိုသွားပြီးတော့မှအသက်သွားရှူပါတယ်ဟူးဆိုပြီးပေါ့တန်းကဲဟုတ်ပြီခမညာအခုကတော့အစ္စတန်ဘူလ်ရဲ့ဒုတိယလေဆိပ်ဖြစ်တဲ့ဆာဘီဟာကောရှန်ရဲ့လာပါတဲ့နေရာတနေရာကိုရောက်သွားပါပြီခင်ဗျာရောက်လက်စားနဲ့ဒီနေ့အတွက် vlog လေးကိုပြောပြချင်တာဖြစ်ပါတယ်ဟုတ်ပါတယ်ဆာဘီဟာကောရှန်အကြောင်းလေးကိုစပြီးတော့မှပြောကြရအောင်ဆာဘီဟာကောရှန်ဆိုတာကတကယ်တော့နာမည်တက်မဟုတ်ပါဘူးပုံထဲမှာတွေ့ရတဲ့အမျိုးသမီးဖြစ်ပါတယ်အဲ့ဒီအမျိုးသမီးကတော့အမတန်မှထူးခြားလာပါတယ်သူကို1913မတ်လ22ရက်နေ့မှာမွေးဖွားပြီးတော့မှဦးစန်းတာကတော့သူမရဲ့88နှစ်ပြည့်မတ်လ22ရက်နေ့မှာပဲဆုံးသွားခဲ့ပါတယ်ပြီးတော့သူမကတူရကီရဲ့ဖခင်လို့လည်းပြောလို့ရတယ်လို့တူရကီကိုတည်ထောင်ခဲ့တဲ့မုစတာဖာကမ်မဲလ်အာတာတူရဲ့ရှေ့ရောက်မြောက်ဝေစားသမီးလည်းဖြစ်ပါတယ်ဟုတ်ပါပြီ။ तू ကဘာကြောင့်နာမည်ကြီးလဲဆိုတာပြောပြပေးပါမယ်။ तू ကတူရကီရဲ့ပထမဦးဆုံးသောအမျိုးသမီးလေယာဉ်မောင်းဖြစ်တယ်လို့ကမ္ဘာသမိုင်းမှာလည်းပထမဦးဆုံးစစ်လေယာဉ်ကိုစမောင်းခဲ့တဲ့အမျိုးသမီးဖြစ်လို့ဖြစ်ပါတယ်။ तू ကိုအစွဲပြုပြီးတော့မှအခုကျွန်တော်ရောက်ရှိနေတဲ့လေဆိပ်နာမည်ကိုဆာဘီဟာဂိုရှန်ဆိုပြီးတော့မှအမီတွင်ခဲ့ခြင်းဖြစ်ပါတယ်။အခုဆိုလို့ရှိရင်တော့ဒီလေယာဉ်ကွင်းလေးဟာနိုင်ငံပေါင်းစုံလူမျိုးပေါင်းစုံအတွက်အင်မတန်မှအသုံးဝင်နေပါပြီအခုတော့ဆက်ပြီးတော့မှခြေတက်ကြမယ်ဘယ်ကိုလဲဆိုတော့အိမ်ကိုပါအိမ်ပြန်နဲ့တခြားလိုက်ပါစီမျောပေးကြပါဦးဟုတ်ပါတယ်ကျွန်တော်တို့ခုသွားနေတာတော့ metro စီဖြစ်ပါတယ်ခင်ဗျာ metro ကိုစီးရတဲ့အိမ်ကိုပြန်တော့မှာဖြစ်ပါတယ်ကဲဒီနေ့ vlog ကိုအစားအနေအဆုံးထိတိုင်အောင်ကြည့်သွားပေးခဲ့ကြတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်တွေမှာလည်း vlog တွေကိုဒီထက်ပိုပြီးတော့မှအကောင်းဆုံးဖြစ်အောင်ဖန်တီးပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ follow လုပ်ပေးထားကြပါ YouTube ပေါ်မှာလည်းတင်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ subscribe လေးလုပ်ပေးကြပါလို့ပြောရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာThanks for watching.